မင်္ဂလာပါချယ်ဆီချစ်သူတို့ရေယနေ့မှာတော့ချယ်ဆီအသင်းကိုစာချုပ်ချုပ်ပြီးကစားသမားတစ်မော်ဂန်ရော်ဂျာရဲ့မိတ်ဆက်စကားတွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာရော်ဂျာကကျွန်တော်အတွက်တော့ချယ်ဆီအသင်းဟာလန်ဒန်မြို့ရဲ့အကြီးမားဆုံးကလပ်အသင်းဖြစ်ပြီးငယ်စဉ်ကတည်းကအမြဲတမ်းအားကျလေးစားခဲ့ရတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်နီးပြတဲ့နဲ့အတူလှုပ်ဆောင်မဲ့အစီအစဉ်တွေလက်ရှိအသင်းမှာရှိတဲ့ကစားသမားတွေနဲ့အသင်းရဲ့ရှေ့ဆက်သွားမဲ့လမ်းကြောင်းတွေအတွက်ကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားမိပါတယ်နီးပြအလွန်ဆိုနဲ့ပတ်သက်ပြီးရော်ဂျာကကျွန်တော်သူ့နဲ့စကားအနှဲငယ်ပြောဆိုဆွေးနွေးဖူးပါတယ်ဒီနေရာကိုရောက်လာတဲ့အခါနီးပြရဲ့ပုံစံသူ့ရဲ့သဘောထားနဲ့သူဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်ချင်လဲဆိုတာကိုနားလည်သဘောပေါက်ဖို့ကကျွန်တော်အတွက်အရေးကြီးတယ်လို့ထင်ပါတယ်သူ့ရဲ့နီးလန်းတွေကဘောလုံးပွဲကိုကျွန်တော်မြင်တဲ့ပုံစံကျွန်တော်ကစားချင်တဲ့ပုံစံပြီးတော့ကိုလွတ်လပ်စွာဖော်ပြရင်ကိုပုံစံအတိုင်းရှိနေခြင်းနဲ့ကျွန်တော်ဆန္ဒတွေနဲ့အလုံးကိုကိုက်ညီမှုရှိပါတယ်သူဒီအရာတွေမှာပါဝင်ပတ်သက်နေတာကကျွန်တော်ဒီနေရာကိုရောက်လာရတဲ့အဓိကအကြောင်းရင်းကြီးတစ်ခုပါပဲကိုဘာမာနဲ့ပတ်သက်မှုကိုရော်ဂျာကအခုလိုပြောဆိုခဲ့တယ်။သူရမ်းပျော်နေပါတယ်။သူ့ဘဝတစ်လျှောက်လုံးမှာကျွန်တော်စီကိုဒီလောက်အထိစာပို့ဘူးတာမျိုးမရှိခဲ့ပါဘူး။ပုံမှန်အားဖြင့်သူကဖုန်းသုံးရတာတိတ်ဝါသနာမပါတတ်သူပါ။ဒါပေမဲ့ဒီတစ်ပတ်မှာတော့ဖုန်းကနေတဆင့်အဆက်အသွယ်လုပ်တာတွေတိတ်ကောင်းမှုနေခဲ့ပါတယ်။ကျွန်တော်ဒီနေရာမှာရှိနေတာကတခြားသူတစ်ယောက်အတွက်ဒီလောက်အထိအရေးပါပြီးအတိတ်ပဲရှိနေတယ်ဆိုတာသိရတာကကျွန်တော်အတွက်တကယ်ကိုဝမ်းသာစရာကောင်းပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ချယ်ဆီသတင်းတွေကိုအမြဲတမ်းတင်ဆက်ပေးမှာမို့လိုက်ဖော်လို့နှုတ်ခဲ့ကြပါအောင်ခင်ဗျာ။